你好，今天我们来学那个水果的单词25个。အားလုံးပဲမင်္ဂလာပါဒီနေ့တစ်တီနဲ့ပတ်သက်တဲ့ဝါဟာရလေး25လုံးကိုလေ့လာကြည့်ရအောင်တစ်တီ水果တစ်တီ水果တရက်တီ芒果တရက်တီ芒果ငပြောတီ香蕉ငပြောတီ香蕉ပန်းတီ蘋果ပန်းတီ蘋果strawberry တီ草莓 strawberry တီ草莓ဖရဲသည့်西瓜ဖရဲသည့်西瓜သင်္ဘောသည့်木瓜သင်္ဘောသည့်木瓜နဂမောက်သည့်ဟော်လုံး果နဂမောက်သည့်ဟော်လုံး果ပန်းတစ်တော်လီပန်းတစ်တော်လီထောပတ်သည့်အလီထောပတ်သည့်အလီစပြစ်သည့်葡萄စပြစ်သည့်葡萄လိမ္မော်သည့်ချိန်子雷摩的橙子，但不有的柠檬，但不有的柠檬，但不亚的酸橙，但不亚的酸橙，嫩嫩的菠萝，嫩嫩的菠萝，杜英的榴莲，杜英的榴莲，kiwi 的猕猴桃，kiwi 的猕猴桃，翁的椰子，翁的椰子，得来的石榴，得来的石榴，北来的菠萝蜜，北来的菠萝蜜，麦基的罗旺子，麦基的罗旺子，马拉嘎的番石榴，马拉嘎的番石榴，正茂的红毛丹，正茂的红毛丹，来期的荔枝。来期的荔枝，တခွားမွေး的香瓜，တခွားမွေး的香瓜အဲ့ဒါဆိုရင်ဒီနေ့25လုံးကိုလေ့လာပြီးသွားပြီเนาะဒါနဲ့အဲ့ဆိုရင်အဲ့ဒီစာကြောင်းတစ်ကြောင်းလေးဖြစ်အောင်ဘယ်လိုလေ့လာကြရမလဲကြိုက်တယ်ဆိုရင်喜欢မကြိုက်ဘူးဆိုရင်不喜欢เนาะ辣吗沙吃你班的ကြိုက်လား你喜欢吃苹果吗你班的在哪？你喜欢吃苹果吗？你爸阿弟在嘞？你喜欢什么水果？你爸阿弟在嘞？你喜欢什么水果？我班的在的，我喜欢苹果。我班的在的，我喜欢苹果。阿媽ကွက်လက်နေရမှာကျွန်တော်တို့ပန်းဒီပဲဖြစ်ဖြစ်လိမ္မော်ဒီပဲဖြစ်ဖြစ်ကိုကြိုက်တဲ့အဒီကိုထည့်လို့ရတယ်နော်။好，大家拜拜。